ဒီတစ်ခါအမဲမွှကြော်အဆက်ကလေးပြန်ကြော်ပြပါမယ်အမဲသားလေးကိုအရင်ဆုံးအရသာနေပြီးတော့ခဏနှက်ထားပါမယ်chicken powder ထည့်လိုက်မယ်ပန်းငယ်ပြားရည်အကြီးပန်းငယ်ပြားရည်အနောက်ပြီးတော့နံပြားရည်နည်းနည်းထည့်မယ်ပြီးတော့ရှာလကားရည်လေးနည်းနည်းထည့်ပါမယ်ပြီးတော့နှောထားမယ်oyster sauce လေးလည်းထည့်ထည့်ပါတယ်เนาะခုနထည့်တာထည့်တာရိုက်ဖို့မေ့သွားလို့ပြီးတော့အုပ်ထားပြီးတော့ဒီကဲကြကြထဲမှာတနာရီလောက်ထားလိုက်ပါမယ် pressure cooker နဲ့မိနစ်20လောက်ထပ်ပြီးထည့်ပြီးတော့ပြုတ်ပါမယ်ရိုးရိုးအိုးနဲ့လည်းပဲပြုတ်လို့ရပါတယ်ဒါနဲ့ pressure cooker ညံတော့လေကျွန်တော် pressure cooker နဲ့လည်းပြုတ်လိုက်ပါတယ်ဒါကတော့မိနစ်20 pressure cooker နဲ့ပြုတ်ပြီးတဲ့အခြေအနေလေးပါဒါလေးကိုပပလေးလှီးပါမယ်ဒီမှာပြုတ်ထားတဲ့အငယ်သားလှီးထားအောင်စီးလေးနဲ့ထည့်ထည့်လိုက်မယ်ရပါလေးနည်းနည်းပေါ်လို့ငပြရေးနည်းနည်းပေါက်ပါမယ်နည်းနည်းကျွတ်လာတဲ့အနေအထားလေးရောက်လို့ရှိရင်ရှင်းလေးနဲ့ပြင်းတော့တရွက်လေးချိန်ပါမယ်တော်လေးတော့ဝင်းနေပါပြီ။ကျွန်တော်တိုင်းတဲ့ကလေးကိုချွတ်လေးပြအောင်ထားလိုက်မယ်။နောက်ဆုံးအနေနဲ့ crispy chili လေးထည့်လိုက်ပါမယ်။ကြိုက်တဲ့ crispy chili ကိုသုံးလို့ရပါတယ်။ကျွန်မကတော့ဒီတစ်စိတ်ကလေးကိုဒီပါသုံးထားပါတယ်။ဒါဆိုရင်တော့စားလို့ကောင်းတဲ့အမဲမွှ